အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ internship လျှောက်တာပဲဖြစ်ဖြစ်အလုပ်လျှောက်တာပဲဖြစ်ဖြစ် graduate program ကိုလျှောက်တာပဲဖြစ်ဖြစ် Australia မှာ resume ကိုဘယ်လိုမျိုးပြင်ဆင်ရမလဲဆိုတဲ့အကြောင်းအရာလေးကိုမျှဝေချင်ပါတယ်ကျမတို့နဲ့ပြပြအောင်ဖြစ်ပါတယ်ဒါကတော့ကျမတို့ကျောင်းကနေပြီးတော့မှ resume guide and checklist ကိုကျောင်းသားတွေဒါမှမဟုတ်ရင် recent graduate တွေအတွက်ဘယ်လိုလုပ်မလဲဆိုတဲ့ဟာကိုပြပြပေးထားတာပေါ့နော်ဆိုတော့ application တစ်ခုကိုစလျှောက်တော့မယ်ဆိုရင်ကျမတို့ job advertisement ကိုအရင်ဆုံး review လုပ်ရမယ်ပေါ့နော်ဒါပြီးရဲ့အချိန်ကျရင် application အတွက်ဘာတွေလိုအပ်လဲဒါတွေကိုကျမတို့ကြည့်ရမယ်ပေါ့နော်ဆိုတော့ Australia မှာဆိုရင် resume CV ဒါတွေကိုအတူတူပဲဆိုတဲ့ဟာမျိုးကိုပြောပြထားတယ်ပေါ့နော်ဒါပေမဲ့လည်းတချို့နိုင်ငံတွေမှာဆိုရင်ဒါတွေက difference အနေငယ်ရှိတယ်ဆိုတဲ့ဟာမျိုးကိုလည်းသတိထားဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ကျွန်မအခုပြောပြမှာကတော့ Australia context အနေနဲ့ပြောပြမှာဖြစ်ပါတယ်ဆိုတော့ template option ကတော့အမျိုးမျိုးရှိရပေါ့နော်ဒါကိုလိုတလို့ပြောင်းလဲသုံးလို့ရတယ်ပေါ့နော်ဆိုတော့အဓိကကဘယ် problems တွေ highlight အနေနဲ့ပြပြချင်လဲဆိုရင် verbal skills ကိုဒီဘက်ကူရင်းနဲ့ plagiarism ထိတာမျိုးမလို့အပ်တဲ့ဟာမျိုးတွေဖော်ပြတာမျိုးဆိုရင်ဒါကအဆင်မပြေပေါ့နော်ဆိုတော့ဒါ layout and appearance မှာဆိုရင်ကျမတို့ font size တွေဒီသုံးတဲ့ဟာမျိုးတွေပြီးတော့မှကျမတို့ chronological လေးတွေလောက်ရမယ့်ဟာမျိုးတွေအောက်ဆုံးမှာဆိုရင်နာမည် date ထည့်ပေးရဟာမျိုးတွေပြီးတော့မှ action verbs လေးတွေအသုံးပြုမဲ့ဟာမျိုးတွေဒါမျိုးတွေကိုဖော်ပြပေးထားတယ်ပေါ့နော်ဆိုတော့ဒါလေးတွေကအရင်အရေးကြီးတယ်နောက်တစ်ခုခါကျတော့ကျမတို့ကပုံမှန်အဖြစ် length ဆိုရင်ကျမတို့ကgraduate programs တွေဒါမှမဟုတ် internship လျှောက်တာဆိုရင်ဒါ2မျက်နှာဆိုရင်ရပြီပေါ့နော်ဒါပေမဲ့ graduate positions ဒါမျိုးဆို4မျက်နှာအများဆုံး4မျက်နှာအနည်းဆုံး2မျက်နှာပေါ့နော်ဆိုရင် context မှာဆိုရင်လည်းပါဝင်ရမယ့်ဟာလေးဖော်ပြထားတယ်ပေါ့နော်နောက်တစ်ခုက writing style မှာဆိုရင်ကျမတို့ punctuation နဲ့ grammar တွေ spelling တွေစစ်ဖို့လိုအပ်တယ်ပေါ့နော်နောက်ပြီးတော့ me or I နေအသုံးမပြုဖို့ဒါလေးသတိပြုဖို့လိုအပ်တယ်ဒီမှာဆိုရင်မပါမယ့်ဟာမျိုးဆိုရင်ကိုယ့်ရဲ့အသက်အရွယ် date of birth marital status health status photo ဒါတွေဆိုမပါရအောင်ပေါ့နော်adding ပါမယ် contact details ပါမယ် career objectives တွေပါမယ် skill summary ဒါမျိုးတွေပါမယ်ပြီးတော့ education ပေါ့နော်ဒါတွေက popular sections in resume လို့ပြောပြလို့ရတယ်ပေါ့နော်ဆိုတော့ဒီအချက်လေးတွေကို highlight လုပ်ပြီးတော့ဖော်ပြမယ်ဆိုရင်အဆင်ပြေတယ်ပြီးတော့မှ experience ပြီးတော့မှ extracurricular activities ပေါ့နော်ဒါလေးတွေကိုဖော်ပြလို့ရတယ်ပေါ့နော်ဆိုတော့ဒီမှာ checklist အနေနဲ့ဘယ်ဘက်မှာပြထားတာမျိုးဆိုရင်ဒီကိုယ်နဲ့သက်ဆိုင်တဲ့ skills တွေကို resume မှာဖော်ပြဖို့ပေါ့နော်ပြီးတော့မှ strengths တွေ accomplishments တွေ stand out ပြောင်းကိုဘယ်လိုမျိုးဖော်ပြမလဲပြီးတော့မှ jargons တွေ abbreviations တွေကိုမသုံးဖို့ပေါ့နော်ပြီးတော့မှဒီအောက်ကဟာတွေဆိုရင် optionals အနေနဲ့ဖော်ပြထားတဲ့ဟာလို့ဆိုရင် professional developments to achievement to predictions တို့ပေါ့နော် interest ဆိုတာဆို option အနေနဲ့သုံးလို့ရတယ်ဒီကတော့ကျမတို့ referee ဆိုရင်ဒီမှာကအနည်းဆုံး2ယောက်လောက်ထည့်ထားရှိတယ်ပေါ့နော်ဒါမျိုးတွေကိုထည့်ကြတယ်ထည့်ကြဆိုကိုယ့်ရဲ့ဘယ်လိုမျိုးဖော်ပြချင်တာလဲပုံမှန်မူတည်ပြီးတော့မှပြောလို့ရတယ်ပေါ့နော်ဒါကတော့ example အနေနဲ့ဖော်ပြထားတဲ့ပုံစံဖြစ်တယ်ပေါ့နော်အဓိကကတော့ဒီမှာ font တွေ consistent ဖြစ်ရမယ့်ဟာတွေ spelling check ပေါ့နော်ဒီမှာဆိုရင်ကျမတို့ LinkedIn ကိုတော်တော်များများသုံးကြတယ်ပေါ့နော်ဒါ email ဆိုလဲ professional email တွေသုံးဖို့ဒါအရင်လိုအပ်တယ်ပေါ့နော်နောက်ပြီးတော့မှဒီမှာ education section မှာဆိုရင်ကျမတို့ကgraduation date တွေကိုဖော်ပြပေးဖို့လိုအပ်တဲ့ဟာမျိုးပေါ့နော်ဒါမျိုးတွေဖော်ပြထားတယ်ပြီးတော့ employment history မှာဆိုရင်လည်းကျမတို့က chronological current ဖြစ်တဲ့ဟာကိုထိတ်ဆုံးကနေရေးပေးဖို့ဒါအရေးကြီးရပေါ့နော်အောက်ဆုံးမှာဆိုရင်ကျမတို့နာမည်နဲ့ဒီ page numbers တွေကိုရေးဖို့အရေးကြီးရပေါ့နော်ဒါတွေကိုသတိပြုဖို့လိုအပ်တယ်နောက်တစ်ခုကကြတော့ဘာကိုမရေးတင်လဲဆို first person နေနဲ့မရေးတင်ဘူးပေါ့နော်ပြီးတော့မှ action verbs တွေပြီးတော့မှကိုပါဝင်ခဲ့တဲ့ lovers တွေကိုလေးစိတ်ဖော်ပြပေးဖို့လိုအပ်တယ်ပေါ့နော်bullet point တွေကို short to the point ရေးဖို့လိုအပ်တယ်ပြီးတော့မှ informations တွေကကြတော့ကို apply လုပ်မဲ့ job နဲ့ relevant ဖြစ်တဲ့ဟာဖော်ပြပေးဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ဒီမှာကတော့ 2 page ပဲရေးဖို့ပြီးတော့မှကိုယ့်ရဲ့ referee တွေကဘယ်လိုမျိုးလဲဆိုတဲ့ဟာမျိုးပေါ့နော် နောက်တစ်ခုကကြတော့ဘာကိုမရေးတင်လဲဆို first person နေနဲ့မရေးတင်ဘူးပေါ့နော်ပြီးတော့မှ action verbs တွေပြီးတော့မှကိုပါဝင်ခဲ့တဲ့ lovers တွေကိုလေးစိတ်ဖော်ပြပေးဖို့လိုအပ်တယ်ပေါ့နော်ပြီးတော့မှ bullet point တွေကို short to the point ရေးဖို့လိုအပ်တယ်ပြီးတော့မှ informations တွေကကြတော့ကို apply လုပ်မဲ့ job နဲ့ relevant ဖြစ်တဲ့ဟာဖော်ပြပေးဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ဒီမှာကတော့ 2 page ပဲရေးဖို့ပြီးတော့မှကိုယ့်ရဲ့ referees တွေကဘယ်လိုမျိုးလဲဆိုတဲ့ဟာမျိုးပေါ့နော်
ဒါကတော့ကျမတို့ရဲ့ checklist လို့ပြောလို့ရတယ်ပေါ့နော်ဒီ effective resume ကိုဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာမျိုးတွေကိုခုနကဖော်ပြထားတဲ့ဟာတော်တော်များများပါတယ်ပေါ့နော်ဒါပေမဲ့တစ်ခုအနေနဲ့ဒီမှာကကြတော့ဘယ်လိုမျိုး tips 3ပေါ့နော် tips 3ကကြ master copy တစ်ခုရှိဖို့လိုအပ်တယ်ပေါ့နော် master copy တစ်ခုရှိထားရဆိုရင်ကျမတို့ကလိုအပ်တယ်လို့ပြင်ဆင်လို့ရတဲ့ဟာမျိုးပေါ့နော်နောက်တစ်ခုက tips 5မှာပြထားတော့ peer review လုပ်ဖို့ပေါ့နော်ကိုရဲ့တငယ်ချင်းတွေဒါမှမဟုတ်ကိုအတိအထကနေတယောက်ယောက်ကိုရေးထားတဲ့ဟာဖတ်ဖို့ဒါမျိုးတွေကိုလုပ်ဖို့လိုအပ်တယ်ပေါ့နော်နောက်ဆုံး bonus အနေနဲ့ပြပြချင်တာကြတော့ကျမတို့ action verbs လေးတွေအသုံးပြုဖို့ပေါ့နော်ဒီ action verbs လေးတွေကျမ description မှာ link လေးချထားပေးမယ်ပေါ့နော်ဆိုတော့ဒီ action verbs ကကြတော့ကျမတို့ resume ကိုရေးတဲ့အချိန်မှာတော်တော်လေးအထောက်အကူပြုတယ်ပေါ့နော်ဆိုတော့ first person နဲ့ရေးတာကို avoid လုပ်ဖို့လိုအပ်တယ်ပြီးတော့မှဒါလေးတွေနဲ့သုံးပြီးတော့မှရေးမယ်ဆိုရင်ကိုယ့်ရဲ့ resume ကလည်းတော်တော်လေးအဆင်ပြေသွားမယ်သူများတွေလည်း impress ဖြစ်တယ်ပေါ့နော်ဒါလေးတွေအသေးစိတ်ဖော်ပြပေးထားတယ်ဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်